雪你的天涯，寂寞远古吗？古道里奥秘的生命，那天机会模样，轮表画面，突然有些美，没有吗？就是你。我想要个花园，对你的赞美，送给你。一天呀，谁能够那口的情话？哈利路亚，哈利路亚，哈利路亚。我想要个花园，你让美送给你，你呀，是能够那口的情话。哈利路亚，哈利路亚，哈利路亚，哈利。Jadi pasal ngày xong lần này là đi đóng phần của người ấy ấm cho ngay nhá để đi sau lại không xa xôi vào ngày nhận để ra các bà trong phòng khu này phải nhận khu nhà của đây để đi có ra các bà ngày sau này nhận khu này ngày khó ná là ngày ra có thằng khi là vậy để đem cho để đi có nhậnที่สิ่งใหญ่ที่มาเลยมันใช่มันจำไปเนี่ยจะมาบุญญาติที่นี่ญาติเขียนนึกก็ปัดดอกบุพบโยบุใครตัวนู้สองขึ้นปีเลยจะเจ้าญาติที่มุจิสุติเนี่ยที่ว่าติชินชัชเป็นก็ที่นี่บุตรดาวชาปีเลยอาจารย์คอมมิตี้อาร์โลเลยจิสุติเจ้าทุกมาอุสงเกี่ยวจาหรือว่าเลยแต่ทุกมาจะมาสิทธิ์มาที่นี่พัทยามาตะคาเลยดีแล้วก็มาดูวิ่งมาเลยพี่ยาเลยไอ้ที่ทำมาจะมาอินได้อะไรพอเลยแล้วแบบที่นี่เราเนี่ยเลยทุ่งบ้านหรือบ้านเราสอนอาชีพมาเสียดีอาชีพเลยแต่จำไม่รู้จำไปเราจะมายาสีตามเรามาหัวปีมาที่บ้านเลยที่นี่จะมาหัวปีแม่จันเช็ดเนี่ยจำไปกันหรอฮิชายะอนาคติคันจี40အခန်းငယ်3ကနေ4ဖြစ်ပါတယ်အနည်းငယ်ဖတ်ပြမှာဖြစ်ပါတယ်ဟိရှာယအခန်းကြီး40အခန်းငယ်3ကနေ4တော၌ဟိကျော်တော်သူ၏အတ္တမှာသာဝရဘုရားကြောက်တော်မူရာလမ်းကိုပြင်ကြတော့ငါတို့ဘုရားသည်လမ်းခီးတော်ကိုနေပြည်၌ဖြောင့်စေကြလော့
ဂျိုက်ဝမ်းညာရှိသမျှကိုခိုးရမည်တောင်ကြီးတောင်ရဲ့ရှိသမျှကိုဖြူရမည်တောက်တော်လမ်းများကိုဖြောင့်စေရမည်ကျမ်းတော်လမ်းများကိုလည်းတုတ်တင်ပြင်ဆင်ရမည်ထာဝရဘုရားဤဘုန်းတော်ပေါ်ထွန်း၍လူပေါင်းတို့သည်အတူညီရကြတဲ့တန်ဟုထာဝရဘုရားနှုတ်တော်ထွက်အမိန့်တော်ရှိ၏ဒီကျမ်းချက်ကတော့အလုံးတည်ပြီးဖြစ်ပါတယ်ဟေရှာယဘုရားခင်ကသူ့လူတွေကိုဟေရှာယ prophet ဟေရှာယအဖြစ်ဒီသူ့လူတွေဘုရားခင်ဒီဓမ္မဟောင်းဖြစ်တော့ကတော့ဘုရားခင်သူ prophet အဖြစ်မိန့်တော်မူတဲ့အခါမှာငါလူတွေကိုဘယ်လိုမိန့်မှာပါပြောပါသူက install ပေါ့ဒီညွှန်ကြားချက်တွေသူပြောတယ်ဒီနေရာမှာဟေရှာယ40မှာပါပြောတယ်သူကဒီသူ့လူတွေကတဲ့အရန်ပဲစစ်မှုလဲသူတို့လုံးဝတာကြာပြီပင်လဲအရန်ပင်ပန်းတဲ့အတွက်ကြောင့်သူ့လူတွေကိုဒီတစ်ခါမှဆင်းလာမှာကတော့ဒီလူတွေကိုဘာပြောရမလဲဆိုလို့ရှိရင်ဒီလူတွေကိုသူ comfort ပေါ့နော်ဒီနှစ်သိမ့်ဖို့ရအတွက်ဖြစ်တယ်ဒီဥစ္စာကိုပြောတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ပတ်ဝန်းကျင်အားလုံးမှာကြည့်ရအောင်လူတွေအားလုံးရဲ့ဇာတ်ဖျားမှာဒါမှမဟုတ်ရင်အထူးသဖြင့်ခရိယန်တွေဇာတ်ဖျားမှာဘာပြောကြလဲဆိုလို့ရှိရင်အားလုံးဟာကျမ်းစာထဲအတိုင်းပဲတော့ပြည့်စုံလာပြီရှင်မတဲ24-25လဲအကုန်လုံးအလို့ရပြီးသားတဲ့အတွက်ကြောင့်လူမျိုးတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံစစ်ဖြစ်မယ်အခုခုနဆရာဆိုတော့တဲ့ချင်းတိုင်းလဲအားလုံးကမေတ္တာခေါင်းပါနေကြပြီရက်ဆက်မှုတွေပတ်ဝန်းကျင်မှာများနေတယ်ကဘာကုန်ဆုံးတော့မယ်ပြည့်ကျမ်းစာပြည့်စုံလာဟာချီဆောင်ချက်လာတော့မယ်ရက်ချလာတော့မယ်ခရစ်တော်ကြွလာပြီကျွန်တော် Facebook ထဲမှာတွေ့ပါလိမ့်မယ်ဟာခါမှာကလေးမှာရေလွှမ်းမှုတော့ကဒီကလေးမျိုးရဲ့အပေါ်မှာကောင်းကင်မှာပါတွေ့ရတယ်ခရစ်တော်ဒီကောင်းကင်မှာခရစ်တော်ရဲ့အထံမြင်ရတယ်ဆိုတော့မှ Facebook ကကျွန်တော်တို့ဖတ်ရတယ်တွေ့တယ်ဒါပေမဲ့ Facebook ကဟာတော့အမှန်နဲ့မှန်မှုဆိုဒါပေမဲ့လို့ဒီဥစ္စာကခရစ်တော်ကြွလာတော့မယ်ကဘာသူဒုတိယအချိန်ကြွလာတော့မယ်လက္ခဏာတွေအားလုံးကလည်းပြည့်စုံလာပြီဘာဖြစ်လဲဆိုတော့ပတ်ဝန်းကျင်မှာအကုန်လုံးမြင်ရတယ်တစ်ခုပြီးတစ်ခုဘေးဒဏ်ကြီးအတင်းတော်သိဆဲတော့မယ်ဘေးဒဏ်ကြီးကာလပထမပိုင်းရောက်လာတော့မယ်ဆိုတဲ့အကြောင်းကလူတိုင်းသိပြီးဖြစ်တယ်အဲ့ဒီခါမှာပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအရင်တော့ကတစ်ခါမှမဖြစ်ဘူးတဲ့အရာတွေတစ်ခါမှမကြားဘူးတဲ့အရာတွေမမြင်ဘူးတာတွေတဘာဝမဟုတ်တာတွေအရင်တော့ကဆိုရင်လူတယောက်တည်းဆိုလူတယောက်တည်းယောဂဖြစ်တာလေတေတာကတယောက်နဲ့တယောက်ဆိုတော်တော်လေးကြာမှတစ်ခါပြန်ကြရတယ်ဒီနေ့ကတော့လူကလည်းယောဂဆန်းနေတဲ့ကအားများတယ်တေတာကလည်းအခုတယောက်တည်းမဟုတ်တော့ဘူးအဆုလိုက်အပြုံလိုက်အဆုလိုက်အပြုံလိုက်ဒါကမသိတတ်တယ်လူတွေကမြစ်တာခေါင်းပါတဲ့အတွက်ကြောင့်ရာဇဝတ်တွေများလာတယ်ဒီဟာဒီအဆိုးအဆုံးတယောက်နဲ့တယောက်လဲစော်ကားမော်ကားမကြားဘူးတာဒီအထူးသဖြင့်ကျွန်တော်တို့သိပါလိမ့်မယ်လူတွေကအချစ်စာရိတ္တတွေအယံပြပြလာပြီဒီသတင်းစာတွေမှာအကုန်လုံးကြည့်နေဆိုလို့ရှိရင်တစ်ခါမှနားနဲ့လည်းမကြားဘူးစိတ်ထဲမှာလည်းစိတ်ကူးထဲမှာလည်းဒီလိုမျိုးရှိနေတယ်လို့မထင်ဘူးဖခင်အရင်ကသမီးအရင်ကိုပြန်ပြီးတော့မှအလိုမတူဘဲနဲ့ဒီလိုဆက်ဆံတယ်ဒီလိုမျိုးနောက်ဆုံးကာလအဖြစ်ပြက်တယ်နောက်လိင်ကူးဆက်ဆံခြင်းဆိုတဲ့ဟာတွေကလည်းဒီနေ့အကုန်လုံးတိုင်းနိုင်ငံတွေအနောက်နိုင်ငံမှာ18နိုင်ငံအကုန်လုံးဒီနေ့ခွင့်ပြုလိုက်ပြီခွင့်မပြုသေးတာမက္ကဆီကိုနိုင်ငံဒီလိုမျိုးတွေတစ်ခါမှမကြားဘူးကျန်းစာထဲမှာမပါတဲ့ဟာတွေကျန်းစာထဲမှာတလောက်တုံတင်ရတဲ့နဲ့ဒီလိုမျိုးတွေဖြစ်လာတယ်အကျင့်စာရိတ္တလူရင်းတယ်နောက်ပြီးတော့ငွေကအဓိကငွေရရင်ဘာလို့ဆိုလုပ်မယ်ငွေရှိရင်လူတတ်မယ်ဘာလို့မလေးဒီလိုမျိုးဟာတွေအများများလာတယ်ဒါကဘာဖြစ်လဲဆိုလို့လူတွေရဲ့စာရိတ္တတွေအရန်ချုပ်ရင်းလာတာဖြစ်တယ်စိတ်ပိုင်းဆိုင်ရာမှာလည်းစိတ်ပိုင်းဆိုင်ရာဟိုစေဝါတွေလည်းဓာတုဗေဒစေဝါတွေမတုံးတင်မတောက်တဲ့စေဝါတွေလည်းအများကြီးပေါ်ဆက်လာတဲ့အခါမှာအရင်တော့ကအစားတောက်နဲ့ဒီနေ့အစားတောက်နဲ့အတူငယ်ငယ်တုန်းကကျမတို့အစားတောက်တစ်ခုဆိုရင်အရသာရှိတယ်အရန်စားလို့ကောင်းတယ်ဒီနေ့ကဒီလိုမျိုးမတမာတဲ့လောဘသားတွေကနေပြီးတော့မှဒီ
အစားတော့ဒီမှာရောအကုန်လုံးဒီလိုမျိုးစီးပွားတစ်ခုတည်းပဲတကူကောင်းဆန်တဲ့အပြုတ်ကြီးဖြစ်လာတဲ့အတွက်ကြောင့်လို့အကုန်လုံးလူတွေကလည်းကျန်းမာရေးတွေချို့တက်လာတယ်ယောဂဆန်းတွေများလာတယ်တခါမှမကြဘူးကုလို့မရဘူးဗန်စင်းမရှိဘူးကာဝယ်စင်းမရှိတဲ့ယောဂတွေအများကြီးဖြစ်လာတယ်ဒီလိုမျိုးကလူတွေကဒါကိုကြည့်နေဆိုလို့ရှိရင်လူတွေရဲ့လောဘတဘာဝပြည့်ရတယ်ဒီကြားထဲမှာလူတွေကလောဘတအားကြီးတဲ့အခါမှာကျတော့အပြင်းနေခုတ်မယ်တဘာဝဘုရားခင်ဖန်ဆင်းထားတဲ့တဘာဝတွေကိုဖျက်ဆီးမယ်ဆိုတဲ့အခါမှာကဘာကြီးက balance မညီတော့တဲ့အခါမှာကဘာကြီးပူနွေးလာမယ်အကုန်လုံးဒီရေလုံးမိုးတာတွေအကုန်လုံးဗမာပြည်မှာလည်းအခုဒီနှစ်ထက်မှာတော်တော်လေးကိုခံစားနေရတယ်ဒါတွေကလူတွေလောက်တာပဲဖြစ်တယ်ဘုရားခင်စဖန်ဆင်းထားတော့မှအားလုံးဟာအလုံးပဲလှပပြီးတော့မှအင်မတန်မှကောင်းတယ်ဆိုတဲ့ပုံစံနဲ့သူကအကုန်လုံးဖန်ဆင်းထားတာဖြစ်ပေမဲ့ဒီနေ့ကြည့်မယ်ဆိုလို့ရှိရင်ဘာသာရေးတွေမှာလည်း prophet အတူတွေအတူအယောင်တွေအများကြီးပဲဒူလောဟုတ်တယ်လို့ဒါလည်းအများများလာတယ်ငါမခေါင်းပါဘူးကလည်းအယံကိုများလာတယ်ဒါဆိုရင်ကြည့်ရအောင်ဘုရားခင်ကိုဖန်ဆင်းစတော့မှဖန်ဆင်းတော့ကအင်မတန်မှပြည့်စုံတဲ့ပုံစံနဲ့ဖန်ဆင်းတယ်ဖန်ဆင်းထားပြီးတော့မှနောက်ဆုံးရိတ်သိမ်းခါပြီးနောက်ဆုံးသောကာလမှာလည်းဘာဖြစ်လဲ Epiphanies ဒီထက်မှသူပြောထားတယ်နောက်ဆုံးဒီတိပေ49ထက်မှာကျမတို့ရဲ့ကိုယ်ခန္ဓာကိုယ်စိတ်ဝိညာဉ်၃ပါးစလုံးဟာဒီခန္ဓာကိုယ်ကဘုရားခင်လက်ထက်မှာပြန်လဲအနံ့ရမယ်မတ်တဲ24:73အဆုံးတိုင်အောင်တည်ကြည်တဲ့လူဖြစ်ရမယ်အပြစ်တင်ခြင်းနဲ့တစ်သက်9:23မှာအပြစ်တင်ခြင်းနဲ့ကင်းလွတ်တဲ့လူဖြစ်ရမယ်နှုတ်ကပတ်တော်ကိုနာခံတဲ့လူဖြစ်ရမယ်ဘုရားခင်ရဲ့အလိုတော်ကိုဆောင်တဲ့လူဖြစ်ရမယ်သူငယ်လိုခံယူတဲ့လူလည်းဖြစ်ရမယ်ဒီလိုလူတွေကသာရင်ကောင်းကင်နိုင်ငံကိုဝင်ရမှာဖြစ်တယ်ကောင်းကင်နိုင်ငံကိုဝင်ရတဲ့အခါမှာဘုရားခင်ပေးထားတဲ့ဘုရားခင်ပေးတဲ့ဆုလက်တော်တွေရမယ်ဘုရားသခင်နဲ့အတူတကွလက်ရဘက်မှာစံရမှာဖြစ်တယ်ကောင်းကင်နိုင်ငံမှာဘုရားခင်ပေးမဲ့အမွေကိုလည်းရရှိမှာဖြစ်တယ်အသက်တာကိုကြည့်ရအောင်ခရိယန်တွေကများသောအားဖြင့်နောက်ဆုံးကာလရောက်တော့မယ်ကဘာကြီးကပျက်စီးလာပြီဆိုတဲ့အတိခရစ်တော်ကြွလာတော့မယ်ဆိုတာတော့သိနေတယ်ဒါပေမဲ့လို့ကိုဘာပြင်ဆင်ထားတာရှိလဲဘာမှပြင်ဆင်ထားတာမရှိဘူးငါကယ်တင်ခြင်းရပြီငါခရစ်တော်ကိုတကယ်ငါရဲ့ကယ်တင်ရှင်ဖြစ်လက်ခံထားပြီဆိုပြီးတော့မှပဲအေးစစ်စစ်နေပြီးတော့မှကိုယ့်ရဲ့ဒီဝိညာဉ်ကယ်တင်ခြင်းတစ်ခုနဲ့ပဲဘာလုပ်နေကြလဲဆိုတော့ဒီနောအေးလက်ထက်ကလိုပဲစားရက်တောက်ရက်လုံရဲလုံဒီလိုပဲသူရဲ့ရုံသိမ့်လိုက်တဲ့အဲ့လိုမျိုးလုပ်နေတယ်ကိုယ့်ရဲ့အသက်တာကိုဆန်းစစ်ဖို့အချိန်အများကြီးရှိနေပြီဣသရေလလူမျိုးတွေကိုကြည့်ရအောင်ဒီဣသရေလလူမျိုးတွေနဲ့ဒီနေ့ကျမတို့ခရိယန်တွေနဲ့အရန်တပုံစံနဲ့ပဲအတူတူပဲဖြစ်တယ်ဣသရေလလူမျိုးတွေကကျုံဘဝနေပြီးတော့မှသူတို့နှစ်ပေါင်း400ကျော်ကြုံခံပြီးတော့မှသူတို့မောရှေအားဖြင့်ဣသရေလနိုင်ငံကနေလူပေါင်း6သိန်း2 million အပါအဝင်သူတို့အဲ့ဒီလူပြနေပြီးတော့မှသူတို့ကလွတ်မြောက်လာပြီလွတ်မြောက်လာတဲ့အခါမှာခါနာန်ပြည်ဝင်စားဖို့ဖြစ်တယ်ဘုရားသခင်ပေးထားတဲ့ promise land ဂတိထားတဲ့ပြည်ကိုဝင်စားဖို့ဖြစ်တယ်ဒါပေမဲ့လို့လူပေါင်း6သိန်း2 millionထွက်မြောက်လာတယ်လွတ်မြောက်လာတယ်ဒီလူတွေကတောမှာအနှစ်40ဒီလိုမျိုးတောမှာလဲနေနောက်ဆုံးဘယ်ရောက်လဲရောက်သွားတယ်လဲဂျော့ရှ်ပါနဲ့ကလည်း2ယောက်ပဲဒီအီဂျစ်ပြည်မှာနေတော့ကကျုံဘဝအရတာလဲတိပြီး2ယောက်ကတောထဲမှာလည်းအပြည့်အစုံတွေအများရှိတယ်ဒီ2ယောက်ကပဲနောက်ဆုံးခန္ဓာမျိုးရောက်တယ်လူပေါင်း6သိန်း2 million ကအကုန်လုံးတော့မှအကုန်လုံးလဲပြီးမှတေးကုန်တယ်ဒီအကိုပြန်ကြည့်အောင်ဒီနေ့ကျမတို့ခရိယန်တွေနဲ့ကျမတို့ယုံကြည်သူအားလုံးနဲ့တပုံစံနဲ့ပဲဖြစ်နေတယ်အသက်ဝိညာဉ်ကယ်တင်ခြင်းရပြီဒီအသက်ဝိညာဉ်ကယ်တင်ခြင်းကတော့သခင်ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာလုပ်ပြီးပြီဆိုပြီးတော့မှဒီလိုပဲအသက်ရှင်နေတယ်ကိုယ့်ရဲ့အသက်တာကိုမဆန်းစစ်ဘူးဒီဣ
လာတွေကဘာဖြစ်လို့မလို့ဒီလိုမျိုးနှစ်ယောက်ပဲခန္ဓာမျိုးဝင်နိုင်တယ်နံပါတ်1ကြည့်အောင်စကားနားမထောင်ဘူးတလားလုံးဥဆောင်တဲ့လူကိုစန့်ကျင်ဘက်ပြုတယ်မောရှိကိုစန့်ကျင်ဘက်ပြုတယ်စကားနားမထောင်တာဘုရားခင်ကသူတို့ကိုနေ့အချိန်မှာသူကတင်လိုက်ညအချိန်မှာမိတိုင်းဘာဖြစ်လဲဆိုတောမှာဆိုတော့ဒီညပိုင်းမှာတော်ရိုင်းတိရစ္ဆာန်တွေရံကလည်းကာကွယ်နိုင်အောင်ညပိုင်းကိုတကယ်မိတိုင်းနဲ့ထားတယ်နေ့ခင်းကိုလည်းတကယ်တဲထဲမှာနေတယ်ဒီလိုကနေအပူဓာတ်ကနေကာကွယ်ရအောင်ဆိုတော့မှတင်ခွဲကားပြီးတယ်အဲ့ဒီပြင်ကိုအစားတောင်ရှိဘူးဆိုတဲ့အခါမှာမာနမုတ်ချပေးတယ်ရင်မရှိဘူးလုံးဝမဖြစ်နိုင်တဲ့ကြောက်ကနေရေးထက်အောင်လုပ်ပေးတယ်တောထဲမှာအသားစားချင်တယ်မြောက်ဘက်ကနေပြီးတော့တခါတည်းတလောက်ငုံနေတယ်ဒီမြေပြင်နဲ့တစ်လက်မှအဲ့လိုမျိုးမြေပြင်တစ်လက်မှအဒုရဲ့ဖြစ်အောင်ငုံနေကိုရခင်ရဲ့တကူနဲ့လေနဲ့ခေါ်ဆောင်လာတော့မှဒီဣရေကသူရွေးချယ်ထားတဲ့သူခေါ်ဆောင်လာတဲ့လူမျိုးတွေဒီလိုကျွေးမွေးပြီးမှတလောက်တော့ပြခင်ကလူကြီးလေးမရှိအောင်ကွဲကပြီးတလားလုံးစောင့်ရှောက်လာပြီးတယ်လို့အကုန်လုံးနောက်ဆုံးကြတော့နေရောက်ပဲခန္ဓာကိုယ်ရောက်တယ်ဆိုတော့ဘာကိုပြောမလဲစကားနားမထောင်ဘူးဥဆောင်တဲ့လူတွေရဲ့ဥဆောင်တဲ့လူကိုတစ်ချိန်လုံးသူက against လုပ်တယ်တလန်းလုံးလို့ဘာလုပ်လဲညီတိုင်းတယ်တလန်းလုံးရက်ရှာတယ်ခဲနဲ့ပေါက်ပဲအမျိုးချင်းချောက်တယ်ဒါကဘာဖြစ်လဲဆိုတလန်းလုံးခေါ်ဆောင်လာတယ်မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်ပြီးခေါ်ဆောင်လာတယ်မြင်ရဲ့သားနဲ့မယုံဘူးနောက်ပြီးတော့မှဖျားရဲ့လုံနိုင်စွမ်းတဲ့ဖျားရဲ့စွမ်းအားကိုလုံးဝမယုံဘူးမောရှိကိုတောင်ပေါ်မှာမောရှိပြညတ်တော်10ပါးကောင်းပြီလို့ဖြင့်ဖျားဖြစ်ဒီတိနတောင်ပေါ်မှာလူထုကပြောလဲဆိုဖျားခင်နဲ့ဒီနေ့တွေ့ဖို့ရအတွက်မတိဘူးတဲ့မောရှိတဲ့နင်ပဲငါတို့ရဲ့ခေါင်းဆောင်ဖြစ်တယ်နင်ပဲဖျားခင်နဲ့တောင်ပေါ်မှာသွားပြီးတော့စကားပြောပါနင်ပြောတဲ့ဟာတွေအကုန်လုံးနားထောင်ပါမယ်ဆိုတော့မှမောရှိကိုသူတို့ဂတိပေးတယ်ဒါပေမဲ့တကယ်တမ်းကျတော့တခုမှနားမထောင်ဘူးမောရှိကိုတစ်ချိန်လုံးကောင်းကောင်းမွန်အလုံးမလုံးရအောင်အမျိုးဒုက္ခပေးတယ်ဒီလိုမျိုးဣသရေလလူမျိုးတွေဒါကိုယနေ့ကျမတို့ခရိယန်တွေစင်ကြင်ရအောင်ဝိညာဉ်ကတင်ချင်းရပြီဒီဘက်မှာခန္ဓာရေးလို့ကတင်ချင်းမှာမဝင်နိုင်ဘူးဆိုလို့ရှိရင်အတ္တတာကတင်ချင်းကဒီမှာလုံးဝမဘုံဘုံကြတဲ့အခါမှာဒီဘက်ကောင်းကင်နိုင်ငံမဝင်ရဘူးတခင်ယေရှုခရစ်တော်ပြောတယ်ရှင်မသက်ခရစ်ဝင်ခုနှစ်27ထက်မှာတခင်ဆိုပြီးတော့မှငါ့ကိုခေါ်တဲ့လူတိုင်းကောင်းကင်နိုင်ငံကိုမရောက်ဘူးဘသူတွေပဲရောက်မယ်အဖဖျားခင်ရဲ့အလိုတော်ကိုဆောင်လို့တူတာလူရောက်မယ်ဆိုတော့အဖဖျားခင်ရဲ့အလိုတော်ကပါလေနားထောင်ရမယ်နားထောင်ပြီးတော့မှလိုက်လျှောက်ရမယ်အပြစ်တင်ခြင်းနဲ့အသက်တာခန္ဓာကဒီခန္ဓာကိုယ်ကကိုယ့်ရဲ့အသက်တာကဘုရားခင်ဖန်ဆင်းစာကအယံနဲ့ကောင်းတယ်အပြစ်တင်ခြင်းနဲ့ပြင်လို့ရမယ်ဘုရားခင်ဖန်ဆင်းထားတဲ့အတိုင်းပဲကိုယ်ခန္ဓာဝိညာဉ်၃ပါးစလုံးတနေ့တော့အခါမှာဒီအတိုင်းပဲအပြစ်တင်ခြင်းနဲ့ပြင်တော့ဘုရားခင်စီကိုအနံ့ရမှာဖြစ်တယ်ဒါတွေကိုနာခံခြင်းရှိတဲ့အသက်တာနောက်ပြီးတော့မှအဆုံးတိုင်အောင်တည်ကြည်တဲ့စိတ်ဓာတ်အခုဣသေလလူမျိုးတွေက2ယောက်ပဲဝင်သွားတယ်တခါတည်းကိုယ်ပတ်လို့မှအမျိုးမျိုးကိုလည်းပြီးတော့အဆုံးတိုင်အောင်မဝင်နိုင်ဘူးအဆုံးတိုင်အောင်ကိုယ်ရောစိတ်ရောဝိညာဉ်ရောအဆုံးတိုင်အောင်တည်ကြည်တဲ့လူဖြစ်ရမယ်ဒီဟာတွေကိုမဖြစ်တဲ့အခါမှာကျတော့အားလုံးတော်ထဲမှာဘုံလဲလို့မှတည်တော့2ယောက်ထဲဝင်တယ်ဒါကြောင့်ကျမတို့ရဲ့အတ္တတာဆန်းစစ်ကြည့်ရအောင်ဒီနေ့ခရစ်တော်ကြွလာမယ်ပြောနေတဲ့အမြဲတမ်းပြဿနာကနောက်ဆုံးကာလရောက်လာပြီလေကျမ်းစာကပြည့်စုံလာပြီလေချီဆောင်ချက်လာတော့မယ်လေဘာတွေပြင်ဆင်ထားတာရှိလဲဘာတစ်ခုမှပြင်ဆင်ထားတာမရှိဘူး။ဒါကြောင့်လာတယ်ရိုးပဲပုံမှန်လာနေကြပဲအသက်တာကပြောင်းလဲတာဘာတစ်ခုမှမရှိဘူးနာခံတဲ့အသက်တာမရှိဘူးဥဆောင်တဲ့လူတွေကိုလည်းအမြဲတမ်းမြေတုံတောက်တဲ့တောက်ကြီးနေတဲ့ဒီလိုမျိုးအသက်တာနဲ့ဘလို့မှခန္ဓာရွေးလို့ခဲ့ခြင်းကောင်းကင်နိုင်ငံတော်
rapture ထဲမှာလည်းမပါနိုင်ဘူးဒါကြောင့်မလို့ rapture ထဲမှာပါသွားတဲ့လူကတော့ဒီမှာပြည်တန်ကြီးကာလမှာလုံးဝမခံစားရတော့ဘူးတခင်ပြကြွလာရမယ်အခုလက္ခဏာတွေကအကုန်ပြနေပြီတစ်ခုပြီးတစ်ခုပြည့်စုံနေပြီတစ်ခုပြီးတစ်ခုပြည့်စုံနေပြီကျွန်တော်ကျမတို့ရဲ့အသက်တာဘယ်လိုလို့ဒီပြင်ဆင်ထားတာရှိတယ်ကြည့်ရအောင်ဒီမှာကျမ်းစာထဲမှာပြောထားတယ်ခရစ်တော်ကြွလာတော့မယ်တိတ်အိမ်မှာဧည့်သည်လာတော့မယ်တခင်ယေရှုကဒီဟေရှာယ40ထဲမှာ prophet ဟေရှာယရားခင်ကပြောတယ်ရားခင်ထာဝရဘုရားမိန့်တော်မူဒီကလမ်းကြီးကိုအကုန်လုံးကိုမလုပ်ရမလဲမင်းတို့တိုင်ဝမ်ရှိတဲ့နေရာတွေကိုအကုန်လုံးပို့ရမယ်တဲ့တောင်ကြီးတောင်တွေအကုန်လုံးဒီဟာကိုဖယ်ရှားရမယ်တဲ့ဆိုတော့ကြည့်ရအောင်ကျွန်တော်အသက်တာမှာဂျိုင်ဝမ်နေပါရှိတယ်လေဂျိုင်ဝမ်ဆိုတာကိုမပြည့်စုံဘူးတကယ်ဘုရားခင်ကိုအမှန်တကယ်နောင်တရအပြည့်ဝန်ချတောင်းပန်ဆုံးလို့ဒီတော့ဒီအသက်တာမျိုးကိုယ့်ရဲ့အဖြစ်ကိုကိုသိနေသလားငါဘာလဲဆိုတာသိနေသလားဂျိုင်ဝမ်ကိုခိုးရမယ်တောင်ကြီးတောင်ရဆိုတာတော့ဒီကြားစာထဲမှာခရရှဲလို့စိတ်ဓာတ်စံတက်ဖို့ကိုငါပဲတည်တယ်ငါပဲတတ်တယ်နော်ဟာဒီလောက်တော့ငါပဲလုပ်နိုင်တယ်ငါဆိုတော့ဘဝင်ယူနေတာဒီငါဘဝင်ယူကိုဒီကြပြားလေးကိုဖတ်ပြမယ်ဒီလိုငါဆိုတဲ့ဘဝင်ယူတဲ့မန်ဆယ်ကိုချုပ်ပြရမှာဖြစ်တယ်ငါတဲ့ငါဘဝင်ယူကိုပဲကိုကအထင်ကြီးတယ်ငါပြောမှမှန်ငါကြံမှဟုတ်ငါ့ကိုငါပွဲထုတ်ငါဆွဲပြုတ်ငါပြင်မရှင်ကိုပဲအလှဆုံးလို့ထင်တယ်ငါစင်မလှသူများဝင်လှအောင်ဒီဟာဒီမှာလည်းဆိုလှမယ်တဲ့ငါအသားနဲ့ဖြူတော့အဲ့လိုမျိုးတွေရှိလာတယ်ဘယ်သူမှကိုလောက်မလှဘူးသူများကိုအထင်သေးတဲ့စိတ်ငါကိုငါအားကြဘယ်သူမှအားမကြဘူးငါတော့ကိုပဲအားကြဘာမှကိုငါဆွဲအတ္တငါထင်ရငါတဘောကြနေတဲ့ငါသဘောငါမြင်ကိုကမမြင်ကိုကပြောကိုကသဘောတွေကြငါသာရင်စင်းလုံးချောတဲ့ငါသာရင်စင်းလုံးချောငါအပြောတလဲနဲ့စလုံးဝတလဲမပါဘူးကိုပြောတာပဲမှန်တယ်ဒီလိုမျိုးငါကငါရှေ့တန်းတင်ဘယ်သူမှရှေ့တန်းမတင်ချင်ဘူးကိုပဲရှေ့တန်းတင်တယ်ငါလိုလေငါတင်စားငါအမှားငါမမြင်တဲ့ဆိုတော့ငါအစီအဆက်တဲ့တင်ချင်းတဲ့ငါပါတကားတဲ့ဆိုတဲ့ဒီငါဆိုတဲ့ပဝေယူတဲ့ဒီငါပုဂ္ဂိုလ်ဘာလို့ရမလဲဆိုလို့ရှိရင်မန်ဆွေချုပ်ပြရမယ်ဒီဥစ္စာရခင်ကငါဆိုတော့မှပုဂ္ဂိုလ်ကိုငါလုံနိုင်တယ်ငါတတ်ဆွမ်းနိုင်တယ်ဘုရားခင်ဒီခါတော့ငါပဲလုပ်လိုက်မယ်ဘုရားခင်ကဒီအပွဲအသေးဆိုတော့ဘုရားခင်ကိုခေါ်တော့ပါဘူးဒီလိုမျိုးပဲလုပ်နေလို့ရှင်တော့ဘုရားခင်ဘယ်တော့မှဘုရားခင်မပါလို့ရှင်အောင်မြင်မှုဆိုတာမရဘူးကိုပဲထောင်သွားတယ်ခါရှဲလို့စိတ်သက်ကျန်တဲ့သူပဲကျန်စာတတ်တယ်ပြောထားတယ်ခရစ်တော်ကကောင်းကင်နိုင်ငံတော်ကိုသူကိုယ်တိုင်လည်းမဝင်ဘူးတကားဝမှာသူပိတ်နေတယ်ဝင်တဲ့လူဝင်လို့မရအောင်လုပ်နေတယ်ဒီလိုမျိုးအဖြစ်တွေကိုစင်ကျင်ရမှာဖြစ်တယ်ကချင်လိုပြောလို့ရှင်တော့ click clock ကတော့ဒီလို quick ကောက်တဲ့လမ်းဆိုတော့ကျမတို့ရဲ့ဘဝမှာလည်းဒီလို quick ကောက်တဲ့လမ်းအများကြီးရှိတယ်အခုံခံလို့မယိုးမသားတဲ့စိတ်ဒီဟာတစ်ခုမှပြောမယ်ဆိုလို့ရှိရင်ကောလောသဲဩဝါဒစာအခန်းကြီး၄အခန်းကြီး၈ကိုထဲမှာဩနေသိမ်အကြောင်းကိုတွေ့မှာဖြစ်ပါတယ်ဩနေသိမ်ကတော့ရှင်ပေါလုရဲ့သူငယ်ချင်း companion ထဲမှာတယောက်ပါဖြစ်တယ်ဒီဩနေသိမ်ကအင်္ဂလိပ်လိုဆိုရင် Onesimus ဩနေသိမ်သူကကျွန်ဖြစ်တယ်သူ့ကိုပါပြ runaway slave လို့ခေါ်တယ်ထွက်ပြေးသွားတဲ့ကျွန်ဆိုတော့သူကသူ့ရဲ့တခင်စီကပတ်စံကိုမယ်ဟိုဘက်မှာသူကထွက်ပြေးတင်းချောင်နေတယ်မမျော်လင့်ပဲနဲ့ပေါလုနဲ့တွေ့တယ်ရှင်ပေါလုနဲ့တွေ့တဲ့အခါမှာရှင်ပေါလုရဲ့ဒီဧဝံဂေလိသတင်းစကားအပြင်သူဟာပြောင်းလဲလာပြီး convert ဖြစ်လာတော့မှပြောင်းလဲလာတဲ့လူတစ်ယောက်ဖြစ်တယ်အဲ့ဒီအခါမှာ
ပေါ်လူကသူ့ကိုပြောတယ်လူဆိုတာမမှားတဲ့လူမရှိဘူးဒီလိုလို့ကိုယ်လဲပြီးဆိုရင်ပြန်ထရမယ်ဆိုတော့你ပြန်သွားပါ你ရဲ့ boss ကိုပြန်သွားငါစာရေးပေးလိုက်မယ်ဆိုပြီးမှပေါ်လူကဒီ online ကိုစာရေးပေးလိုက်တယ်စာရေးပြီးတော့ဒီစာကိုကိုင်းပြီးမှသူ့တခင်စီကိုသူပြန်သွားတယ်ပြန်သွားပြီးမှသူကတခင်စီကိုပြန်ပြီးတော့တောင်းပန်တယ်ကြောက်ကျွန်တော်စဉ်းစားကြည့်အောင်တခင်စီကနေပြီးတော့ယူတော့မှထွက်ပြေးသွားတဲ့လူတယောက်ကအစာကိုင်းပြီးတော့မှပြန်လာဆိုအင်မတန်မှလုံးဝမှမဖြစ်နိုင်ဘူးအရမ်းနဲ့ကြောက်လဲကြောက်လဲဘယ်လိုများပြောမလဲခက်ခဲတဲ့အလုပ်ဖြစ်တယ်ဒါမဲ့လို့ဒီ audit တွေကသူပါတယ်ဆိုတာကိုသိလိုက်တယ်တကယ်ပေါ်လို့ကနေပြီးတော့မှအမင်းစီလိုလောက်တာမှားတယ်ဆိုတဲ့အခါမှာသူတကယ်ပဲပုံအောင်တာရမှာမှသူ့ရဲ့အချင်းစီပြန်လာတယ်ပြန်လာတဲ့အခါမှာသူကအဖြစ်ပြက်တယ်အကုန်လုံးတောင်းပန်တဲ့အခါမှာသူနောက်ပိုင်းကြလို့ရှိရင်ဒီမယိုးမသားဒီလိုမယိုးမသားတဲ့အလုပ်ကမလုပ်ကောင်းဘူးဆိုတာတိတိကျကျသူကနားလည်လာတဲ့အခါမှာသူကဒီနေ့မှာနောင်တနဲ့ဘုရားခင်စီကိုလူဆိုတာလူတိုင်းကမမားတယ်လို့မရှိဘူးဒီထဲမှာလည်းကျမတို့ရှိမယ်အလုပ်ဒီမှာလာတော့မှအလုပ်လုပ်တယ်လူတိုင်းမှာသခင်ရှိတယ်ခင်မရှိတယ်အလုပ်လုပ်တဲ့ကိုယ့်ရဲ့ boss တွေရှိတယ်ပတ်စံရလို့မဟုတ်ပါဘူးသူကသူ့ကိုပြုတ်မှုခဲ့တယ်မိုက်မှားခဲ့အောင်မှားခဲ့တာရှိလို့ရှိရင်ဝင်ချတောင်းပန်ဖို့ဝန်မလေးဖို့ရအတွက်တတိမင်းလို့ဆိုခြင်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့ boss တွေမကဘူးကိုယ့်ရဲ့တင်ဆရာမြင်ဆရာမိဘညီကိုမောင်မတငယ်ချင်းအချင်းမှားခဲ့တာတွေအများကြီးရှိတတ်ပါတယ်ဒါပေမဲ့လို့ on နေတဲ့ကမှားရင်သူကဒီအမှားမှာပဲသူဆက်မနေဘူးသူ့ရဲ့အမှားကိုသူသိပြီးတော့မှနောင်တနဲ့ဘုရားခင်စီပြန်လာတဲ့အခါမှာသူကဒီနေ့မှာအိဖက်အတင်းရဲ့ဒီ Onesimus on နေတဲ့ဟာအိဖက်အတင်းရဲ့ခိုင်းချုပ်တယောက်ဖြစ်တယ်ဘုရားခင်ကလည်းဒီလိုမျိုးကြလို့ရှိရင်တကယ်နောင်တရတော့မှသူ့ကိုတောင်းပန်တယ်ဝန်ချတယ်အပြစ်ကိုဆုံးလွတ်လိုက်တယ်ဆိုလို့ရှိရင်ဘုရားခင်ကလည်းတိယောတိကိုထမှာပြောတယ်ငါထောက်မှခြင်းဘုရားဖြစ်တယ်ဒီလိုတောင်းပန်တဲ့မြတ်ကိုဘာလုပ်လဲခွင့်လွှတ်ပေးတဲ့ဘုရားဖြစ်တယ်ဘုရားခင်ခွင့်လွှတ်ခြင်းရတော့မှတောင်းကြည့်နေတာလည်းခံစားရတာဖြစ်တယ်နောက်တစ်ယောက်ကြည့်အောင်ဒါကြောင့်မလို့ပြဿနာဖြစ်ပြီဆိုလို့ရှိရင်ကျမတို့ကရှောင်မသွားပါနဲ့ကိုယ်အတီးနေရာမှာကိုယ်အကျက်စာရိတ်ကလဲသွားပြီဆိုလို့ရှိရင်ပြန်ထဖို့တောင်းပန်ဖို့ဝန်ခံဖို့ဒီဥစ္စာကိုဘယ်တော့မှဒီတိုင်းမထားဖို့ရအတွက်ဒီအော်နေတဲ့ကနေပြီးတော့မှတတိပေးနေတာဖြစ်ပါတယ်နောက်တစ်ခါလူတိုင်းသိတယ်ရှင်မာကုဟာပေါ်လို့နဲ့အတူတူသာသနာ့ပြည်ခရီးစဉ်ကိုပထမအကျဉ်းသူနည်းနည်းအသက်နှုတ်နေသေးတဲ့အချိန်မှာအတူတူသွားတာဖြစ်တယ်အတူတူသွားတဲ့အခါမှာရှင်မာကုကငယ်လည်းငယ်သေးတယ်ဆိုတဲ့အခါမှာသူကတပားသူတွေကြားထဲမှာသွားပြီးမှအေဝံဂေလိဟောပြောဖို့ရတယ်သူကတိတ်ပြီးတော့မှမဖြစ်မြောက်တဲ့အခါမှာသူကဘာလုပ်လဲသူလမ်းတော့နဲ့ပဲသူအိမ်ပြန်လာတယ်အိမ်ပြန်လာတဲ့အခါမှာပေါ်လူတို့ကသူတို့ကဘာဖြစ်လဲဆိုလို့ရှိရင်အားမရဘူးလက်တော့နဲ့ဒီရှင်ပေါ်လူရဲ့ပထမခရီးစဉ်မှာရှင်မာကုလက်တော့နဲ့ပြန်လာတဲ့အခါမှာကျတော့ဒီရှင်မာကုလက်တော့နဲ့ပြန်လာတယ်ရှင်မာကုရဲ့အားနည်းချက်ကဒီဟာကိုကြည့်မယ်ဆိုလို့ရှိရင်ရှင်မာကုရဲ့အားနည်းချက်ကဒီလိုပြန်ခဲ့လာတာကအဆုံးတိုင်မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာသူကအတွေ့အကြုံနဲ့တိတ်မရှိသေးဘူး။အိမ်နဲ့လည်းဝေးတာဖြစ်ရင်ဖြစ်မယ်။သူတို့ခရီးစဉ်ကဘယ်လောက်ဝေးလဲဆိုတာကျမတို့လည်းမသိဘူး။ဒါမဲ့လို့ဒီလိုအသက်လည်းငယ်သေးတဲ့အခါမှာဒီတပားမျိုးသားသူကဒီမှာပြောထားတာဂျန်ထိုင်းတွေကိုတပားမျိုးသားတွေကိုတွားဖို့မှအေးမှုကြီးလောက်ရမယ်ဆိုတော့ကြောက်တာဖြစ်ပါမယ်အဲ့ခါမှာလန်ဒန်နဲ့ပြန်လာတဲ့အခါမှာသူရဲ့ခရီးစဉ်ကမအောင်မြင်ဘူးသူကအဲ့ဒီခရီးစဉ်မှာသူကြဆုံးသွားတယ်ဒါကိုကြည့်နေဆိုလို့ရှိရင်မရင်ကျက်သေးတယ်အချိန်နဲ့စောင့်ပြီးတော့မှနောက်တစ်နည်းကြားတဲ့အခါမှာ
ရှင်မာကုဟာအင်မတန်ဒီမတ်ဆိုလို့ရှိရင်အင်မတန်မှသူကပြန်ပြီးတော့မှပြန်ကြိုးစားတယ်ပြန်ထူထောင်လာတယ်ဒါကြောင့်မို့ရှင်မာကုကိုကျမတို့ကြည့်နေဆိုလို့ရှိရင်ရှင်မာကုရဲ့အတ္တတာကိုအတူယူဖို့ဖြစ်တယ်တခါတလေကိုမနိုင်ဘူးလုံးကြည့်တယ်မနိုင်ဘဲနဲ့ထားပြခဲ့ရတယ်အရှုံးနဲ့ရင်ဆိုင်ရတယ်ဒါမဲ့ရှုံးတယ်ဆိုပေမဲ့ဒီတစ်ခါနောက်တစ်ခါပြန်ပြီးတော့မှရခင်တဲ့အတူပြန်ပြီးတော့နောက်တစ်ခါပြန်ပြီးတော့ကြိုးစားမယ်ဆိုရှုံးနိုင်နဲ့ရှုံးတဲ့နေရာမှာရက်တမနေရဘူးရှုံးတော့မှပြန်ထရမှာလဲရင်ပြန်ထမှာဖြစ်တယ်ဒါကြောင့်မလို့ရှင်မာကုကဆိုလို့ရှိရင်ဒီနေ့ဒီရှင်ပေတရုဩဝါဒစာရှင်ပေတရုဩဝါဒစာပထမအဆောင်ကရှင်ပေတရုရေးတာမှန်တယ်ပထမဒီပေတရုရေးတဲ့ထဲမှာ vocabulary ဒီစကားအသုံးအနှုန်းတွေသိမကောင်းဒါမဲ့လို့ဒီရှင်ပေတရုဩဝါဒစာဒုတိယအဆောင်ရောက်လာတဲ့အခါမှာတဲ့ရှင်မာကုကနေပြီးမှ editor လုပ်ပြီးတယ်ဒါဝါကြတွေလည်းအများကောင်းလာတယ် grammar တွေလည်းအများကောင်းလာတယ်ဒါကိုကြည့်နေဆိုလို့ရှိရင်ရှင်မာကုဟာပထမပိုင်းကသူ့ရဲ့ဒီခရီးစဉ်ကလမ်းတစ်ဝက်နဲ့ပဲသူကအရှုံးနဲ့ပြန်လာရတယ်ဆိုပေမဲ့လို့သူပြန်ပြီးတော့စူးစမ်းတယ်လဲရင်လဲတဲ့အတိုင်းသူမနေဘူးတစ်ခါပြန်ပြီးမှစူးစမ်းပြီးပြန်ထပြီးမှစူးစမ်းလိုက်တဲ့အခါမှာဒီနေ့ရှင်မာကုခရီးဝင်ကျမ်းဆိုတော့မှကျမတို့ဖတ်ရတာလည်းဖြစ်တယ်ဒါကြောင့်မလို့ကိုကဒီနှစ်ယောက်ရဲ့အဖြစ်အပျက်ကိုကြည့်နေဆိုလို့ရှိရင်ဒီနေ့ကျမတို့မမှားတဲ့လူမရှိဘူးဘယ်သူမှရင်းချက်ပြီးတော့မှဒါအလုပ်လာလုပ်တာဘယ်သူမှမရှိဘူးဘုရားကျောင်းထဲမှာလည်းမမှားတဲ့လူမရှိဘူးတခါကဒီမှာခရိယန်လူငယ်လေးတယောက်သူကအစည်းအဝေးတစ်ခုမှာသူ့ကိုနောက်ဆုံးအစည်းအဝေးရုပ်သိမ်းတော့မယ်ဆိုတော့သူ့ရဆုတောင်းခိုင်းတယ်ဆုတောင်းခိုင်းတဲ့အခါမှာသူကမထလို့လည်းမရဘူးသူ့နာမည်ခေါ်တဲ့အခါမှာသူကထတယ်သူကဘယ်လိုဆုတောင်းလိုက်လဲဆိုတဲ့အခါမှာသူမရင့်ကျက်တဲ့ခရိယာဖြစ်တယ်ပြောင်းလဲခါစားဖြစ်ဖျားခင်လောကကားတိုင်းမှာအေခံတဲ့အတွက်ကြောင့်ကျမတို့အတွက်ကြောင့်လောကကားတိုင်းမှာအေခံတဲ့အတွက်ကြောင့်ကျေးဇူးများတင်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်နောစဖတ်မှာဝိရတဲ့အတွက်ကြောင့်ကျမတို့ကိုလာပြီးတော့မှဒီနောစဖတ်ထဲမှာဝိပြီးတော့မှလူသားတွေရဲ့အဖြစ်ကိုကယ်တင်တဲ့အတွက်ကြောင့်လည်းကျေးဇူးတင်ပါတယ်ဆိုတော့သူကဒီလိုမျိုးမှားတော့မှသူရဆုတောင်းမိတယ်ဒါကလူတိုင်းကဆုတောင်းတာကြားလိုက်တာနဲ့အကုန်လုံးသိတယ်ဒါပေမဲ့တချို့တွေကတော့ဒီလိုကြားချင်းဒါသူနည်းနည်းပေါ့နော်ဒါအမှားပြင်ပြဖို့လိုတယ်ပြီးလိုက်တာနဲ့သူကဒီလိုဆုတောင်းပြရတယ်တစ်ခါရဲ့သူထပ်ပြေးဖို့တကားပေါက်တကားဝကိုပြေးတယ်ပြေးတဲ့အခါမှာကျတော့တင်းထောက်တယောက်ကသူ့ကိုဆွဲထားတယ်တဲ့တားရဲ့တဲ့တားဆုတောင်းတာဟုတ်ပါတယ်တဲ့စူးစမ်းတော့တဲ့ဘုန်းကြီးပေါ့နော်စိတ်ချမ်းကြနေတဲ့လူတိုင်းကမှားတတ်တယ်ဆိုတော့တင်းထောက်ကသူ့ကိုနှစ်သိမ့်လိုက်တဲ့အခါမှာအဲ့ဒီဘုန်းကြီးပေါ့ဒီလူငယ်လေးဟာနောက်တစ်ချိန်မှာသူကကျန်းစာဆာမင်နာကိုဦးစီးတဲ့ကျန်းတဲ့ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်လာတယ်။အရှင်တော်ဝိညာဉ်တော်နဲ့တားတော်နဲ့ခမည်းတော်နဲ့လဲနေတာအစမှာသူကဒီလိုမျိုးဖြစ်ပြီမလို့မမှားတဲ့လူမရှိပါဘူး။ဒါကြောင့်မလို့ဘလောက်ပဲကို့ဘဝအသက်တာဘလောက်ပဲမှားမှာနောက်ပြီးတော့ကိုကတစ်ခုမှားခဲ့တယ်ဆိုတော့မှားတဲ့နေရာမှာထိုင်နေဖို့ရတဲ့ဒီဟာကိုတိုက်တွန်းလိုက်ချင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီမာကုလို့ကြာဆုံးခဲ့တယ်လို့ထင်ပေမဲ့လို့ပြန်ထရမယ်။ပြီးလို့ရှိရင်ဒီ Onesimus anything လို့အမှားကိုဝန်ခံရတဲ့တတိရှိရမယ်။ကိုယ့်ရဲ့အမှားကိုပြန်ပြီးမှပြုပြင်တတ်ရမယ်။ဒီလိုဘယ်လိုပြုပြင်ရမလဲဆိုလို့ရှိရင်ဒီကျမတစ်ခါကပြောထားတဲ့ဒီ eager ပုံရရှိပါတယ်။တင်းရက်တရားဆိုလို့ရှိရင်သူ့ရဲ့အသက်က80လောက်မှရှိတယ်။ဒါပေမဲ့လို့သူတို့အသက်40လောက်ရှိလာတဲ့အခါမှာသူတို့ရဲ့ဒီခြေသေးတွေနှုတ်သီးတွေအတောင်တွေကအရမ်းပဲလေးလာပြီးပြန်တဲ့အခါမှာခက်လာတယ်။ခြေသေးတွေဒီလက်သေးတွေကလည်းသူကအစားတောက်ကိုဒီအကောင်တွေပါလေခြေတဲ့အခါမှာဒီကုတ်တဲ့ခါတွေလည်းမခိုင်လာတော့ဘူးနှုတ်သီးတွေလည်းအရမ်းပဲသူတို့ကောက်လာတဲ့အခါမှာ
ဒီအသက်40သူတို့ရဲ့အသက်40ဖြစ်လာတဲ့အခါမှာဒီဟာတွေကိုအကုန်လုံးနှုတ်သီးတွေကိုအင်မတန်မှမာတဲ့တောင်ဆောင်ကြီးတစ်ခုမှာသွားတော့မှသူတို့ရဲ့ရွေးချယ်စရာတစ်ခုပဲရှိတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီအသက်40မှာသူတို့ဘဝကိုအတိတ်ပြန်ပြီးပြုပြင်မလားဒါမှမဟုတ်ဒီတိုင်းပဲနေပြီးတော့သိမလားဒါကြောင့်လို့ရွေးစရာလည်းမရှိဘူးသိမလားအတိတ်ပြုပြင်မလားဆိုတဲ့အခါမှာကျတော့သူကအတိတ်ပြုပြင်တယ်အင်မတန်မှကြီးတဲ့တောင်ဆောင်နဲ့သွားတော့မှနှုတ်သီးကိုထိုးလိုက်တဲ့အခါမှာနှုတ်သီးကျိုးတယ်ကျိုးတဲ့အခါမှာဘေးကဒီတိတ်ရဲ့အဖော်တွေကအကြာရက်သူ့ကိုရက်ပေါင်း150လောက်ပြုစုရတယ်တဖြည်းဖြည်းနဲ့နှုတ်သီးအတိတ်တွေထွက်လာတယ်ဒီလိုပဲခြေသေးလက်သေးအဲ့လိုမျိုးပဲဒီအဟောင်းတွေသူတို့လုံးဝအသုံးမကျတော့တဲ့ဟာတွေသူကအကုန်လုံးတခုခုနဲ့အယံနာကျင်ခံပြီးမှဒါတွေကိုသေပလိုက်ရတယ်အတောင်တွေဆိုရင်အဲ့ဒီနှုတ်သီးနဲ့သူတို့ထွက်လာတဲ့ဟာကအတောင်တွေလေးလာတဲ့အတောင်တွေကိုပြန်ပြီးမှသူတို့အကုန်လုံးနှုတ်လိုက်ရတယ်ပြီးတော့မှရက်ပေါင်း150လောက်ကြာတဲ့အခါမှာအတောင်တွေလည်းပြန်ပြီးအစ်ထွက်လာတယ်ပြီးလို့ရှိရင်နှုတ်သီးတွေကလည်းပြန်ပြီးမှနှုတ်သီးနူးနူးကနေပြီးမှအရစ်တွေထွက်လာတယ်နောက်ဆုံးရက်150ပြည့်တဲ့အခါမှာပြည့်စုံသွားတဲ့အခါမှာတစ်ခါပြန်ပြီးမှသူတို့ကပြန်တယ်တိတ်ရက်တွေကတိတဲ့အတိုင်းပဲအင်မတန်မှအမျော်မြင်ကြီးတယ်လေထဲမှာတစ်ခါတည်းသူတို့ဘယ်မှာတားခဲ့ရှိတဲ့ဟာကိုမြေကြီးမှာရှိတဲ့9 ကီလိုမီတာလို့ပြောတယ်တစ်ခါတည်းအဲ့ဒါကိုသူတို့ focus လုံးဝမလွဲဘဲနဲ့သူကဖမ်းနိုင်တာဖြစ်တယ်အမြင့်ကိုသူကအမြဲတမ်းမှန်းတယ်အင်မတန်မှသူကဒီမျက်လုံးနဲ့အားကောင်းတယ်ဒီလိုမျိုးသိရက်တွေကိုကြည့်နေဆိုလို့ရှိရင်ဒီလိုပြန်ပြီးမှသူတို့ရဲ့အတောင်တွေအကုန်လုံးပြန်ပြီးမှအတိတ်ပြုပြင်လိုက်တဲ့အခါမှာသူတို့ကအသက်80ကျော်လောက်အထိပြန်ပြီးအသက်ရှင်နေတာဖြစ်တယ်။ဒါကြောင့်ဒီဟေရှာယအထက်မှာကြည့်မယ်ဆိုရင်ဟေရှာယခုန40မှာကြည့်ဖျားခင်ကမြေကြီးဆက်ပေါ်မှာထိုင်ပြီးတော့မြေကြီးသားကိုနှောင်တောင်ခဲ့လို့မှတ်တော်မူထားတော့တဲ့မိုးကောင်းပင်ကိုမျက်နှာကျက်ကဲ့လို့မှတ်ယူနေစရာတဲလို့ဖြတ်တော်မူထားတော့မြေကြီးနောက်ပြီးတော့မှ37မှာတော့ထာဝရဘုရားကိုမျှော်လင့်တော်သူတို့ကတော့တဲ့ဘာဖြစ်လဲဆိုလို့ရှိရင်သူကဒီခြေလေးယုံလိုပဲအတစ်အတောင်အတစ်ပြုပြီးတော့မှတဲ့ပြေးတော့လည်းမပြင်ပါဘူးတဲ့နောက်ပြီးတော့မှခီးသွားတော့အခါလည်းသူတို့မမောဘူးတဲ့ဒါကြောင့်ကျမတို့ရဲ့အသက်တာမှာဒီနှံကောင်ဘာလို့ကျမတဲ့တိုင်းနိုင်တယ်လဲဆိုဒီနှံကောင်နဲ့ဒီတိတ်ရက်ကိုကြည့်နေဆိုရှင်နှံကောင်လည်းမျက်စိရှိတာပဲနှံကောင်လည်းအတောင်ရှိတာပဲဒါပေမဲ့နှံကောင်ကဘယ်တော့မှအတောင်ရှိတဲ့အတောင်ကိုသူအသုံးမပြုဘူးတိတ်ရက်ကသူ့ရဲ့အတောင်နဲ့သူပြန်တယ်ဒီထဲမှာနှံကောင်ကအတောင်ရှိတယ်ဒါပေမဲ့လို့အတောင်လုံးဝဒီအတောင်ကိုအသုံးမပြုဘူးဘာကိုအသုံးပြုလဲသူ့ရဲ့ပေါင်နဲ့ခြေတော့ဒါကိုသူအသုံးပြုတယ်ပေါင်ကိုထောက်ထားတော့မှသူကဒီဘိုက်ကိုထောက်ထားတော့မှဘိုက်နဲ့သူအတန်ကြားတဲ့ဟာကိုသူလိုက်တယ်မျက်စိကပြိုးနေအောင်ရှိတယ်ဒါပေမဲ့မျက်စိကမမြင်ဘူးမျက်စိနဲ့သူအလုံးမလုံးဘူးဒါကြောင့်ဒီနှံကောင်ကိုဒီလိုနှံကောင်ကလုံးဝရားချီပေးထားတဲ့ကိုယ့်ရဲ့ဒီကိုအင်္ဂါကိုတလွဲလို့လုပ်တယ်ဒီတိတ်ရက်ကြတော့ဘုရားကသူ့ကိုပေးထားတဲ့အရာတွေအကုန်လုံးကိုသူကကဲအပတ်ကြအကုန်လုံးအသုံးပြုတဲ့အခါမှာသူ့ဘဝမှာတိတ်ရက်ကိုအတူယူဖို့ကောင်းတယ်တိတ်ရက်ကမကောင်းတဲ့ဟာတွေအကုန်လုံးသူဖြိုချလိုက်တယ်ဘာကိုကြည့်ရမလဲဆိုလို့ရှိရင်ကျမတို့ရဲ့အသက်တာမှာလဲဘုရားခင်စိတ်သက်လာမယ်လားဘုရားခင်နဲ့တွေ့မယ်ဒီနေ့ဘုရားခင်ကပြောနေတယ်ဘုရားခင်ကြွလာမယ်လာတော့မယ်ဘယ်လိုပြင်ဆင်ထားမလဲကျမတို့အိမ်မှာဧည့်သည်လာတော့မယ်ကျမတို့လာတွေ့တော့မယ်တင်းရဲ့အခန်းအိမ်တန်ရှင်းထားပြီလားဘယ်လိုအိမ်မှာဘုရားခင်ကိုခေါ်ပြီးလက်ခံမလဲဒါကိုစဉ်းစားရအောင်ဧည့်သည်လာတဲ့အခါမှာဒီတိုင်းပဲရေမချိုးမုံမချိုးအခန်းလဲမလုပ်ပဲနဲ့ထားတဲ့လူတယောက်မှမရှိဘူးကျမတို့လုပ်ခဲ့တဲ့ဆယ်နှစ်လောက်ကအီမာနူလာဘုရားကျောင်းရန်ကုန်မှာကျမတို့အီမာနူလာဘုရားကျောင်းမှာတက်တာအဲ့ဒီချိန်တုန်းကဥခင်ညော့လာတော့ပဲအီမာနူလာဘုရားကျောင်းမှာဆရာပေါ်နဲ့လာတွေ့တော့မယ်ဆိုကျမတို့ဘာလုပ်ရလဲဒါလောကရဲ့စစ်ဘူချုပ်
အေမာနီလာဖျားကြောင့်ဒီမြို့တော်ခမရှေ့နားလောက်မှာသူကားရက်တဲ့နေရာနေစပြီးမှထဲတဲ့ပလင်ပေါ်ထိကျော်တော့ပေါ်စောအစိမ်းကိုခင်းထားပြရတယ်ဒီလိုမျိုးတွေလှုပ်ထားပြရတယ်ကျမတို့ဖျားခင်ဟေရှာယထမှာပြောထားတယ်ငါလူတွေကိုပြောပါတဲ့သူလာတဲ့အခါမှာဒီဒုတိယအကြိမ်ကြွလာတော့မှဖျားခင်လာတော့ဒီရဲ့နှလုံးသားကိုဘယ်လိုပြင်ဆင်တယ်လဲဖျားခင်ကြွလာလို့ရှိရင်ဖျားခင်က judgment တစ်ခုတည်းကိုလာပေးမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကဒီမှာလာတော့နှစ်သိမ့်ရဲ့အချက်တွေပါတယ်။နှစ်သိမ့်ရဲ့အချက်တွေပါတယ်။ပြီးလို့ရှိရင်လုံရမယ့်အချက်တွေပါတယ်။ reward တွေကနောက်ဆုံးဖျားခင်ကြွလာလို့ရှိရင် reward တွေအများကြီး။ဘာ reward တွေလဲ။ကျွန်တော်ပြောထားပြီးသားဖြစ်တယ်။အသက်တရဖူတွေရမယ်။မညှိုးနှမ်းမပြည့်စည်တဲ့တရဖူတွေရမယ်။ဝါကြွားဝမ်းမြောက်တဲ့တရဖူတွေရမယ်ဓမ္မတရဖူတွေရမယ်ဖုံးပြတဲ့တရဖူတွေကျွန်တော်တို့ဘာတရဖူရဖို့မျှော်မှန်းထားတယ်ဘာအတွက်ကိုစိုင်းပြပြီးတော့မှ ready ဖြစ်ပြီလေဒါကိုစဉ်းစားကြည့်ရအောင်ဖျားခင်ကတော့သူ့လူတွေဒီနေ့ဖျားခင်ကသိတယ်ဘလောက်ဒုက္ခရောက်နေတယ်မြန်မာပြည်သားဣသရေလလူမျိုးနဲ့ကျွန်တော်တို့ကချင်လူမျိုးတွေနဲ့အရာတူတယ်အရာဒုက္ခရောက်တယ်တော်ထဲမှာမနာမထောင်လာလဲတူတယ်အကုန်လုံးဒုက္ခရောက်လာတယ်လေအကုန်လုံးတူတယ်ဒါမျိုးလို့ကျွန်တော်တို့ရဲ့ဘဝကိုပြန်ကြည့်ရအောင်ဘလောက်ပဲဒုက္ခရောက်ပျော်တဲ့ပါတဲ့မင်္ဂလာဆောင်တဲ့အဲ့လိုမျိုးပဲနေနေဆိုလို့ရှိရင်တော့ဖျားခင်ကြွလာတဲ့ခါမှာ ready မဖြစ်ဘူးအသက်တာကယ်တင်ခြင်းမရဘူးဆိုလို့ရှိရင်ဒီဘက်မှာခန္ဓာရင်းလို့ကယ်တင်ခြင်းကောင်းကင်နိုင်ငံတော်ကိုလည်းမဝင်ရဘူးတခင်နေတဲ့ဖျားရှိခိုးလာတယ်ကောင်းကင်နိုင်ငံမဝင်ရဘူးဆိုဒီမှာကြည့်ကျုံမူကနေလွတ်မြောက်လာတယ်ဘလောက်ရင်နာဖို့ကောင်းတယ်လေနှစ်ပေါင်း40ကျော်ကျုံခါနာကျုံမူကနေလွတ်မြောက်လာတယ်လူပေါင်း6သိန်းကျော်2မီလီယံလာပြီဒီကြားထဲမှာယောသကသူမှာခဲ့တယ်တနေ့တော့အခါမှာဖျားခင်စစ်အကြည့်ရှိကြွလာတော့အခါဒီ OT လက်ထက်မှာတော့ဖျားခင်ကအမြဲတမ်းပဲဣသေလလူမျိုးတွေကသူတို့စိတ်ထဲမှာမှတ်ထားတယ်ဖျားခင်နဲ့သူတို့တွေကအဝေးကြီးရဲ့လို့ OT ထက်မှာ OT ချိန်မှာသူတို့မှတ်ထားတယ်ဒါမှမဟုတ်ဒီ New Testament ရောက်လာတဲ့အခါမှာကြောက်ဖျားခင်ကကျွန်တော်တို့နဲ့အတူရှိတယ်အဲ့ဒီအခါမှာယောသကမှာထားတယ်တတိတော့အခါမှာဖျားခင်အကြည့်ရှိကြွလာတဲ့အခါမှာငါရဲ့အယိုးအိုးကိုလည်းယူသွားပါအဲ့ဒီဣသရေလတွေထွတ်မြောက်လာတဲ့အခါမှာညတစ်ကောင်မှာသူတို့ထွတ်မြောက်လာတဲ့အခါမှာဒီမောရှေရဲ့အယိုးကိုအကုန်လုံးသူတို့ယူဆောင်တယ်အကုန်လုံးပါဖြစ်တယ်နှစ်ယောက်ပဲခန္ဓာမျိုးဝင်တယ်ဒါကြောင့်ချစ်တော်ညီကောင်မောင်မများဒီနေ့ခရစ်တော်ကြွလာတော့မယ်အကုန်လုံးပတ်ဝန်းကျင်ကြည့်နေပတ်လေအကုန်လုံးစမ်းစာပြည့်စုံလာဘာတွေ ready ဖြစ်ပြီလဲတင်းရဲ့အသက်တာတင်မှာကြိုက်ဝမ်းနေရှိတယ်နောက်တော့တောင်ကြီးတောင်ငယ်အင်မတန်ကခုနငါဆိုတဲ့ဘူရီယူတွေမန်ဆယ်ချိုးပြီးပြီလားဒီဟာတွေကိုပြန်စဉ်းစားကြည့်ရအောင်ဒီဟာတွေကိုအကုန်လုံးဖျားခင်လာမဲ့လမ်းမှာအကုန်လုံးဖြောင်းပြီးတော့ကိုလုပ်လို့မှဖျားခင်ကိုကြွလာတယ်ဖျားခင်ကိုကြိုးဆိုတဲ့အခါမှာကိုကတကယ်တက်တရပူခုနပြောတဲ့တရပူရရှိမှာဖြစ်တယ်ဒါကြောင့်မလို့ချစ်တော်ညီကိုမောင်မများတခင်ယေရှုခရစ်တော်လောကကားတိုင်းမှာကျမတို့အတွက်အပြစ်ကြွေးတွေအကုန်ဆက်ပြီးပြီဆိုတော့မှမရဘူးဒီအသက်တာကယ်ရှင်ကကိုတိုင်လုံးမရမှာဖြစ်တယ်ကိုတိုင်ပေါင်မှကိုတိုင်ဆက်ကပ်မယ်ကိုတိုင်နာခံရမယ်ကိုတိုင်ယုံကြည်ခြင်းအပြည့်အဝနဲ့အဆုံးတိုင်အောင်တည်ကြည်မယ်ဒါမှခရစ်တော်ဆန်ကျင်ထားတဲ့ဘုရားခင်ဆန်ကျင်ထားတဲ့အပြစ်တင်ခြင်းနဲ့ကင်းလွတ်တဲ့အသက်တာကိုရရှိပြီးတော့မှဒီခန္ဓာရွေးနှုတ်ကယ်ခြင်းကောင်းကင်နိုင်ငံတော်ကိုဝင်စားရမှာဖြစ်တယ်ချစ်တော်ညီကိုမောင်မများအားလုံးဒီဟာကိုဒီနေ့ဒီအချိန်ကစပြီးတော့ကိုယ့်ရဲ့အသက်တာဘယ်နေရာမှာကြိုက်ဝါရှိတယ်လဲဘယ်နေရာမှာတောင်ကြီးတောင်ကြီးခလစ်ခလော့လေအဲ့ဒါတွေများနေတယ်လေဒါကိုပြင်ဆင်ပြီးတော့မှကိုမလုံနိုင်တဲ့အရာတွေအားလုံးဘုရားသခင်လက်ထက်ကိုအပ်ပြီးတော့မှဘုရားသခင်တကယ်ဝင်ချတောင်းပန်မှုဘုရားသခင်ရဲ့အတူစက္ကအနန္တမှာကိုယ့်အသက်တာပြင်ဆင်နေဆိုလို့ရှိရင်အားလုံးဟာအင်တာမှာဝမ်းမြောက်ဝမ်းသာစရာကောင်းတဲ့ခန္ဓာလေးလုပ်တဲ့ပြင်ဆင်လို့ခေါ်တဲ့ခရစ်တော်ရဲ့အတူကောင်းကင်နိုင်ငံတော်မှာကျွန်တော်တို့အတူတကွဘုရားသခင်ရဲ့သိသိချင်းခံရမှာဖြစ်တယ်ဒါကြောင့်အရောက်စီဒီနေ့အလားနဲ့အပြန်မတူရတဲ့ကိုယ့်အသက်တာကိုစင်ကြယ်အောင်နေပြီးမှအားလုံးယေရှုနာမအပြင်
ကောင်းချီးရကြပါစေလို့ဆုတောင်းပါတယ်